တယ်ဘောလေငါလာပြီးကြောရတယ်လာပါတော့ဒီမမင်းကဘာမှမပြောသေးမယ်ဘယ်လိုလဲ မင်းသမီးကြီးဆိုရင်ပုပ်ပုရဲ့မျက်နှာတမျိုးလို့ မဲကိုကမင်းသမီးတွေကပါဇက်ကလာပြောတော့ကြော်တရားကားနဲ့ပြင်နေတော့သူကပို့ဆိုတဲ့အတီဟုတ်ဒီခွဲလေးတွေကလည်းသူနဲ့ပဲလိုက်နေဟုတ်နောက်နေ့ကနေတော့ခေါ်လာကြည့်တဲ့တော့ကျွန်တော်ကြာယူပြောချင်လို့ကိုမပြောဟာပြောပါမယ်ပြောတယ်ဘယ်ပြောပါလဲကားနဲ့ခေါ်လာကြာလားမကြာလားဟုတ်ချောသူကြီးသပေမှာမွေးမရှိတော့ဟုတ်ပါမင်းဘာမှမွေးမရှိတော့သူတို့ထဲမှာအလဲဆုံးအငယ်ဆုံးကဒီမှာဟတ်ခေါ် မဟုတ်တယ် ရှော့လေမလေးဟာကိုကြော်ရပါရောတော်ရမှာ မဟုတ်တယ်မပြောမဟုတ်တယ်မပြောမဟုတ်တာတွေမပြောနဲ့ဟုတ်တယ်ကျွန်တော်ကခင်ဗျအဲ့လိုမဟုတ်ဟာသူကဘွေးစီစီရတယ်ရှင်မပြန်လည်းမရောင်းရတယ်ဟောဒီချားစားကိစ္စတွေစီစီရတယ်ပြောလို့မပြောလို့ပြောအဲ့ဒီကိုကြော်ရမှာလည်းသူတို့လိုပဲမင်းသမီးကျွန်တော်တို့ပြီးခဲ့တဲ့2နှစ်လောက်ကမင်းသမီးလေးတွေသူ့ရဲ့တပည့်လေးတွေအခုတော့ဟိုတလောကနေဖုံးဆက်တယ်ဟုတ်လေကိုကျော်တရားရဲ့ကျေးဇူးကြောင့်နဲ့ကျမတို့စခန်းထွက်ပြီးကြောတုံးထားရတယ်တဲ့ तू ကဇက်ထောင်မားတဲ့ဒါမင်းညီလေးကိုမထောင်တော့ဘူးတဲ့ဒါမင်းဇက်ထောင်မားတဲ့ရွှေမိုးကိုခေါင်းအောင်ထောင်တာရွှေမိုးကိုခေါင်းအောင်ထောင်တယ်ညီလေးတို့လေအိစပတ်တစ်စီးလည်းမဟုတ်ဘူးတဲ့ဟောလည်းစီးလေအိစပတ်ကို50စီးညီလေးတို့မင်းသမီးတို့ဒီလိုနည်းနည်းလေး10လောက်မခေါင်းခေါ်မှာအယောက်တရာလောက်ခေါ်မှာ ADB ကတော့မာဆက်တွေကခေါ်မှာနော်အဲ့ရောဇက်နာမည်တော့သူ့ကိုပေးပြီးဘယ်လိုလဲသူကပြောရှင်းရှင်းဖားတန်းတယ်ပဲလေနင်းလာတယ်လေမလေးကိုကျော်တရားကိုရှောက်ပြအကူကတကယ်မသိမကိုကျော်တရားပဲဒါကြီးကြတယ်မင်းသိတော့ဖျားရောင်းတော့လူကြီးရောဟုတ်လေသူတို့ပြောမှာမသိကိုကျော်တဲ့ဒါကြီးလားကျွန်တော်ပြောပြဖျားရောင်းတော့ဆိုရင်အကူကတကယ်ကောင်းပြကိုလုံးသူကြောသားနေတာမကိုပိတ်သက်တယ်သူတကယ်အန်ဒီရဲ့ပုံစံတယ်ကိုကျော်တရားရဲ့ဖုန်းဖျားမလို့ရသေးလားပြီးတော့အဲ့ဒီလေလူမျိုးခဏမစံကျွန်တော်ဒီမှာတခါလေးရုံရှင်းမှာရောက်မလားဖျားလက်မတွေကတောက်ချောက်ဝယ်ဒီနာကဘုံပေါက်သွားတယ်ငါကြားလိုက်တယ်ဘူးအဲ့ဒါပြဘယ်သူလဲတော့ငါမသိပါဘူးဆက်လိုက်တာကျေမိုးပြန်ပြန်မထင်တာပါလားငါရန်တာကောင်းလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြောတော့အတန်ကြားတယ်ဘယ်သူလဲတော့ကိုကမပြောရဘူးဤပါမင်းလွယ်လွယ်လေးအတန်ဘူးအဲ့ဒါဤပေါက်တဲ့လူဖက်ကြီးလွယ်လွယ်လေးလွယ်လွယ်အိုးရက်တော့ခတ်တဲ့လူသူပေါက်တာသူတာတဲ့လမ်းကြောင်းပြီးတော့သူချူတင်ခေါ်ခေါ်နေအဲ့နေတဲ့လူကဘယ်လိုလုပ်လဲအဲ့နေတဲ့လူကဒီလိုပေါ့ဟာငါတို့နားကောင်းတာပဲဤမစော်ကားနဲ့ဤရတစ္ဆာရှိတယ်ပြောနေတဲ့ရက်တောင်နဲ့တိတ်နာအောင်ကိုလုံးပြမှာချင်းထားပါကွယ်ဒီမှာငါတို့တက်ပြမယ်ငါလုံးတက်ပါအောင်တွေ့ရှားတယ်မို့စစ်ဘူဘူမောင်တော့သူမဟုတ်ရရတော့ဗမေးရှင်းလေးနဲ့လာတာပူကဘယ်ရရတက်ပြီးရပြတာဟုတ်အမေသူတို့ပြန်တော့ဘယ်ကိုစိုင်းကြည့်တော့ကိုကသိတယ်ကိုကပြတယ်လို့ပြရင်ညမနဲ့အဲ့ဒါအရေးကြီးတယ်ဒါလေးမနေ့ကျရင်ရဲ9ယောက်ခေါ်အဲ့ဒီကြီးကိုရှာဖွေးလို့မရှာနဲ့ဤပေါက်တဲ့လူကဘယ်သူပြောနေလဲဘာလို့အဲ့တဲ့လူကိုထိုးပြတယ်ဆောက်ပြီးတော့နေတာဘာလို့တော့သူများ